Hello အားလုံးပဲမင်္ဂလာပါဆိုရရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီ vlog လေးကတော့ဆိုရရဲ့တက္ကသိုလ်ဘဝနောက်ဆုံးနေ့ vlog လေးပဲဖြစ်ပါတယ်ဒီနေ့ဆိုရ somewhere တစ်ခုရှိရယ် final presentation တစ်ခုရှိပါတယ်ဆိုရအလန်းနဲ့မနိုးခင်နဲ့ကွာဘေးရင်က renovation လုပ်နေလားမသိဘူးတုံးတတိုင်းတိုင်းနဲ့စူညံနေရောပဲဒီ vlog လေးကတော့ဆိုရရဲ့ကြောင်းသွားတဲ့နေ့တစ်နေ့တာ routine လေးပေါ့နော်ဒီလိုပဲအေးရထားရဲအေးရသိမ်းပြင်ဆင်ကြောင်းသွားဖို့ပြင်ဆင်ပါတယ်ဆိုရလေးတက္ကသိုလ်တက်လာတာလေ2021တည်းကအခု2025အထိဘလူရောင်ကုံဝမ်းမသိလိုက်ဘူးပွဲရပြီဆိုတော့လေဂျုံအောင်မြုံတစ်ခါလေးကြာရင်လေကို16နှစ်လိုပဲထင်နေသေးတာဒါကတော့ထိုင်းတက္ကသိုလ်ရဲ့ uniform ပါဒီနေ့ဆိုရ somewhere လေးဖြည့်စရာရှိရယ်ပြီးတော့ကျောင်းသားကတ်ဓာတ်ပုံရိုက်စရာလည်းရှိတော့ uniform လေးဝတ်သွားပါတယ်ဆိုရတို့ UTCC ကလေကျောင်းသားကတ်ကဒီ K ဘန်းရဲ့ဘန်ကတ်ပေါ့နော်ဆိုရဘန်ကတ်က ATM မှာထုတ်လို့ရှင်လေဒီခါကျရင်အလော30နဲ့လေအမြဲတမ်းမေ့လို့တစ်နှစ်ကိုလေတစ်ခါလောက်ပျောက်တယ်4နှစ်ကို4ခါလောက်ရှိပြီဆိုတော့သွားလုံတာဘန်ဝန်ထမ်းတော်ဆိုတော့တော်တော်မှတ်မိနေခေါင်းကလည်းလေတိလာအစီထွက်တာအရမ်းမြန်တာပဲတရားချတစ်ခါလောက်ရှုံနေရတယ်တနေ့လေးအလုတ်သွားကြောင်းသွားအောင်လေအလှမပြင်းချင်တော့ဘူးသီလားအလှပြင်းရမှာအရန်ပြင်းလာတဲ့နောက်ပိုင်းဒါမဲ့လေကိုရုပ်ကလည်းသူများရဲ့လိုလှမနေရောအလှပြင်းရတာပဲအလှပြင်းပြီးသွားပြန်တော့လေငါလှနေရဲဆိုရဲစိတ်ကလေးနဲ့ပဲတနေ့တာကိုစိတ်ချချင်းလေးလန်းဆန်းလေးဖြတ်တန်းရတာပေါ့လေဆိုရလေ makeup ခံအောင်လို့ဆိုပြီးတော့ setting spray မတူတဲ့ brand 2မျိုးကိုတစ်ထပ်စီခံနေပေါ့နော်ပြီးတော့ဆိုရ hair styling လုပ်ပါတယ်ဆိုရ step ညှက်ထားတဲ့သူဆိုတော့လေအဲ့လိုမျိုးပုံလေးသွင်းလိုက်မှနည်းနည်းလေးကြည့်လို့အဆင်ပြေသွားတာအဲ့တော့ပုံလေးလည်းသွင်းပြီးသွားပြီဆိုတော့ဆိုရလှပြင်လို့ပြီးပါပြီထိုင်း uniform တွေမှာလေကျယ်သည့်ကိုကြည့်ပြီးတော့ဘယ်ကြောင်းကလဲဆိုရသိနိုင်တယ်အကုန်လုံးအတူတူပဲလို့ထင်ရပါမယ်တစ်ကြောင်းနဲ့တစ်ကြောင်း logo ကမတူတော့ကျဲသီးလေးတွေမှာကွဲပြားတဲ့ပုံစံလေးတွေတွေ့ရမှာပါဆိုတော့အကြောင်းမသွားခင် 7-Eleven ဝယ်ရတဲ့ဆက်လက်လေးကိုကြက်ဥထည့်စားပါတယ်ဆိုတော့လေဆက်လက်ကိုလိုမျိုးဝိတ်ချပြီးရဲဆိုပြီးတော့စားရတော့မဟုတ်ဘူးကြိုက်လို့စားရပေါ့နော်နိုးချင်း heavy မစားချင်လို့ဆိုပြီးတော့ dressing အယူလဲဆိုတော့အရန်ကြိုက်တာအဲ့ဒါနဲ့အကြောင်းမသွားခင်စားလိုက်ပါတယ်ဆိုတော့လေအသီးရွက်ကြိုက်တဲ့သူတွေမှာပါတယ်တခုဆိုလို့ရှိရင်အသီးရွက်လေးထည့်စားမှာပေါ့နော် hot pot တွေပါလေဆိုလည်းအသီးရွက်ထည့်စားရမဟုတ်လို့ရှိရင်အီရဲလို့ခံစားရတယ်ကဲပြင်ဆင်စားတော့ပြီးတော့ဆိုရအကြောင်းသွားပါပြီဆိုရအိမ်ကနေအကြောင်းကိုတစ်နာရီလောက်တော့သွားရတယ်ဒီနေ့ဆိုရ final presentation တစ်ခုရှိရယ်ပြီးရင် somewhere တစ်ခုဖြစ်ဖို့ရှိပါတယ်ကျောင်းတက်တာနောက်ဆုံးရက်ဆိုတော့စိတ်ထဲမှာတမျိုးလေးပဲဖြစ်တာပေါ့နော်နောက်ဆိုရင်ငါကျောင်းယူလွမ်းရတော့မယ်ဆိုပြီးအဲ့လိုဝမ်းနေပေမဲ့လည်းစိတ်ထဲမှာတဝက်ကတော့ပျော်နေ somewhere နောက်ဆုံးနေဆိုပြီးကျောင်းရောက်တော့ဆိုတာချိန်နဲ့ရသေးရဲဆိုပြီးတော့ဘန်ကတ်ရင်သွားလုပ်လိုက်ပါတယ်ဘန်အကြောင်းရှိပေါက်တင်မယ်ကျောင်းသားရဲ့အတွက်တည်တံ့ဖွင့်ပေးရတာပေါ့နော်ဆိုတော့ကျောင်းသားကက်လို့ဓာတ်ပုံရိုက်အကုန်လုံးဒီမှာပဲလုပ်ရတာပါဓာတ်ပုံရိုက်ခန်းကြီးဆိုတော့မျက်နှာကြီးဖောင်းနေရမင်းနဲ့ထပ်ဖြစ်နေရဆိုပြီးစိတ်ညစ်နေအဲ့ဒါနဲ့ဆိုရကျူးဆောင်ပြီးတော့ကျောင်းသားကက်ဖို့ cash လိုရဆိုလို့ဆိုရသွားထုတ်လိုက်ရသေးတယ်အတန်းနဲ့ရောက်တော့ presentation မလုပ်ခင်ဆရာမက presentation နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပြောပြပေးရယ်It's not in the books, but I was there. I thought he's really handsome, you know, he's handsome and well dressed and everything. But then I was there in the front. ဆိုရလှည့်ကြတော့ဆိုရ presentation လုပ်တယ်ပြီးတော့ဆိုရ presentation ကိုဆရာမက comment ပေးပါတယ် Next time recommendation. So in May we're gonna finish our. So very easy. It takes 2 to 3 seconds for the audience to understand. So I think these are very good ones. ဆ
ဆီယမဆိုရ presentation ချီးကျူးရဲ့အပြင် slide ထဲကမင်းသမီးတို့မှဆိုရလို့ထင်တာဆိုပြီးပြောလိုက်သေးတယ် Actually, when Sora posted this one, I thought it's not Sora. No. I thought it's her own brand. ကောင်မလေးကအဲ့လိုမျိုးမင်းသမီးနဲ့တူတဲ့အထိပြောခံရတော့ရှက်တောင်ရှက်တာ Everyone passed. I already looked at the grade. Okay. Thank you and good luck. Good luck to you. Thank you အကြာနောက်ဆုံးတန်းရဲ့ final presentation ပြီးသွားတော့နောက်ထပ်ဆောင်ဝဲဖြစ်ဖို့အတွက် library မှာစာသားလုပ်ပါတယ်ဆိုရတို့ကလက်ရည်နဲ့ချရေးပြီးရေးဖြစ်ရတဲ့ဆောင်ဝဲဖြစ်တဲ့အပြင်ကိုလုပ်ပေးမယူအဲ့တော့ကိုယ့်အကို course နဲ့ပတ်သက်တာ research လုပ်ပြီးလို့ရှိရင် note ထုတ်ပြီးရင်ကို note ထုတ်ထားတဲ့ဟာတွေကို memorize လုပ်ရပါတယ်ကဲဆောင်ဝဲခန်းတော့ရောက်ပါပြီဆရာမလာခင်ဗီဒီယိုလေးနည်းနည်းရိုက်ထားပါတယ်ပြီးတော့ဆောင်ဝဲဖြည့်ရဲဒါတော့ဖြည့်ပြီးရရုပ်ကလေးပါပြီးတော့စရညစာကိုကျောင်းသားမှာပဲနေနေတဲ့တငယ်ချင်းတွေနဲ့ဝိကွမ်မီပွိုင်းအကျော်လေးမှာတင်ဆန်းသွားစားခဲ့ပါတယ်တငယ်ချင်းတွေနဲ့ကလေနေတဲ့နေရာကိုဝေးသွားတော့နောက်ပိုင်းသိမ့်မတွေ့ပြဘူးအရင်ဆိုလို့ရှိရင်လေအတူတူအိမ်တတိုက်ကျော်မှာပဲနေတော့အမြဲတမ်းသွားလာစားတောက်နေတာပေါ့နော်မတွေ့ရတာကြာတာနဲ့စကားကြီးများတာပေါ့လေအမှမဖိတ်ရသေးရဲ့လက်ဖက်ရည်မှောက်ချဟိုလူအကြောင်းဒီလူအကြောင်းသတင်းထူသတင်းကောင်းအကုန်လုံးနားထောင်ရတာပေါ့လေပြီးတော့ကိုအကြောင်းသူအကြောင်း live update တွေလုပ်ငါတို့ဘလို့ဘယ်ဝါဒီမှာလဲငါလဲဘလို့ဘယ်ဝါပေါ့အလိုပြောရတာပေါ့လေအလုံးနဲ့ပြောဆိုစားတော့ရီမောပြီးတော့စရအိမ်ပြန်ပါတယ်ကဲ summary ရောစရကြောင်းပြီးပါပြီ graduation vlog လေးတွေလာဖို့ရှိပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ပြီးလို့ကျေးဇူးများတင်ပါတယ်စရကို subscribe လုပ်ဖို့မမေ့နဲ့နော်အဲဆိုရင် see you in my next vlog